အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောသဘာဝတရားဤလှိစားမှုများအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာရေတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်္ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဩစာသက်ချစ်လက်အင်္ဂါမိတ္တကြီးမာသမိသာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝဲငါးသွဲအစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းတဘာဝတရားများဤလှိစားခြင်းသမ္မာပုဂ္ဂိုလ်ရဲ့စိတ်လောကလူသားအများတို့ရဲ့စိတ်ကိုတဘာဝတရားများကလှိစားထားတတ်တယ်ထိုလှိစားထားသည့်အတွက်ကြောင့်လောကလူသားတွေဟာဆင်းရဲဒုက္ခကိုပင်ချမ်းသာဒုက္ခလို့ထင်ကြကြတာယာစရာမကောင်းတဲ့အရာကိုပင်တာယာပွဲဖြစ်မှတ်ထင်ကြချစ်ခင်စရာမကောင်းတဲ့အရာကိုပဲချစ်ခင်တယ်ချစ်ခင်စရာလို့ဒီလိုမှတ်ထင်ပြီးတော့အထင်တွေလွဲပြီးကိုကျိုးနေကြရတယ်တဲ့ဒါဟာသဘာဝတရားတွေကလူသားတွေရဲ့စိတ်ကိုလှည့်စားထားလို့ဒီလိုဖြစ်ရတယ်ဝိပန္နသ12ပါးလို့ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာအစစ်မှန်ကနေလွဲမှားပြီးတော့မှားမှားယွင်းယွင်းထင်မြင်ယူဆချက်တွေ12မျိုးရှိတယ်12မျိုးတိက္ကနေ12ပြောလို့ရှိရင်မှတ်ရခက်ကောင်းခက်လိမ့်မယ်မှတ်ဖို့လိုတာက3နဲ့4ကိုမှတ်လိုက်ရင်ရပါတယ်ဘာဖြစ်လို့လဲဆိုရင်3 4 4 12မဟုတ်လား3မျိုးတစ်ခါ4မျိုးတစ်ခါမှတ်လိုက်လို့ရှိရင်3 4 4 12ဖြစ်သွားသည့်အတွက်ကြောင့်မှတ်လို့လွယ်လိမ့်မယ်နော်အဲ့တော့လိစားခံရလို့လူတွေရဲ့စိတ်ထဲမှာအမှန်မမြင်မဲနဲ့အမှားမြင်နေတာအဲ့ဒါလို့လိစားခံရခြင်းအကြောင်းလိစားခံရတဲ့အချက်ကဘယ်နှမျိုးရှိလဲဆိုရင်4မျိုးရှိတယ်တဲ့ပါလဲလို့ဆိုရင်အစစ်အမှန်ကမမြဲဘူးဒါပေမဲ့မြဲတယ်လို့ထင်နေတယ်ဒါတစ်ခုမမြဲတာကိုမြဲတယ်လို့ထင်မှားနေတယ်ဒါတစ်ခုနော်ဆင်းရဲတာကိုချမ်းသာတယ်လို့ထင်မှားတာကတစ်ခု
အစိုးမရတာကိုအစိုးရတယ်လို့ထင်မှားနေတာကတစ်ခုဆိုရတယ်ဆိုတော့ကိုယ်လိုချဖြစ်တာမဖြစ်တာပြောနော်ကိုယ်တိုင်အစိုးမရတဲ့အရာကိုအစိုးရတယ်လို့ထင်မှားနေတာကတစ်ခုမလှတာကိုလှတယ်မတင့်တယ်တာကိုတင့်တယ်တယ်လို့ထင်မှားနေတာကတစ်ခုဆိုဘယ်နှခု၄ခုအဲ့ဒီ၄ခုကိုမှတ်မိရင်ခဏက၄၃၄12ခုသိဖို့ရလွယ်သွားပြီနော်ကဲ၄ခုမှတ်ပြီလို့ရှိရင်၃ခုမှတ်ရမယ်၃ခုမှတ်တာကဘာလို့ဆိုရင်အတိမှားခြင်းစိတ်ထဲကသိတယ်အတိမှားခြင်းတစ်ခုအမှတ်မှားခြင်းတစ်ခုအမြင်မှားခြင်းတစ်ခုအတိမှားခြင်းကိုပါဠိလိုစိတ်တဝိပ္ပလတ္တအတိမှားခြင်းအမှတ်မှားခြင်းဆိုတာတင်ညာဝိပ္ပလတ္တအမြင်မှားခြင်းဆိုတာဒိဋ္ဌိဝိပ္ပလတ္တဟောဒီ၃မျိုးနဲ့ခုနက၄မျိုး၄၃ဤပေါင်းလိုက်တဲ့အခါကျတော့မြှောက်လိုက်တဲ့အခါကျတော့12မျိုးဖြစ်သွားတယ်ဟော12မျိုးဖြစ်သွားအဲ့ဒါကိုဝိပ္ပလတ္တ12ပါးဝိပ္ပလတ္တဆိုတာဖောက်ဖောက်ပြန်ပြန်တွေးထင်နေတာတဲ့အမှန်မြင်တာမဟုတ်ဘူးတလွဲမြင်နေတာဖြစ်နေတာကတခြားမြင်နေတာကတခြား illusion လို့ခေါ်တယ်တကယ်သဘာဝအစစ်မှန်ကိုမမြင်ဘူး hallucination လို့လည်းပြန်ကြတယ်ဝိပ္ပလတ္တ hallucination လို့ perversion လို့အင်္ဂလိပ်လိုပြန်တဲ့အခါကျ hallucination ဆိုတာဒီစကားလုံးကိုဘယ်လိုနေရာမှာသုံးလို့ဆိုရင်အရက်မူးလို့အရက်ကြောင်းနေတဲ့လူဟာမရှိတာတွေမဟုတ်တာတွေမြင်နေတတ်တယ်မရှိတာမဟုတ်တာတွေကိုမြင်ပြီးတော့ကြောင်ပြီးတော့ဟိုပြောဒီပြောနေတာတနည်းအားဖြင့်တော့တခဏတာများယူသွတ်သွားခြင်းပဲပေါ့လောကလူတွေဟာပုထုဇဏောဥမ္မတကောလို့ဆိုတဲ့အတိုင်းသဘာဝတရားတွေလှည့်စားမှုခံနေကြသည့်အတွက်ကြောင့်အမှန်မြင်ဖို့ဆိုတော့တော်တော်ခဲရင်နော်သဘာဝတရားတွေကလှည့်စားထားတယ်မမြဲတဲ့သဘာဝတရားကစင်စစ်ပြတ်ဖြစ်နေသောအဖြစ်သူကမြဲတယ်လို့လူတွေရဲ့စိတ်ထဲမှာအတိမှားသွားတယ်အမှတ်မှားသွားတယ်အယူမှားသွားတယ်ဟောအမှား၃မျိုးသတ်တွေ့ပြန်တယ်ဟုတ်ကဲ့လားဆင်းရဲနေတဲ့အရာကိုပဲတစ်ခါကျေနပ်เสียချမ်းသာเสียချမ်းသာတဲ့အရာလို့အတိမှားတယ်အမှတ်မှားတယ်အမြင်မှားတယ်ကိုယ်အစိုးမရတဲ့အရာကိုပဲအစိုးရတယ်လို့ဉာဏ်ပယံခါအတိမှားတယ်အမှတ်မှားတယ်အမြင်မှားတယ်မတင့်တယ်တာကိုပဲတင့်တယ်တယ်လို့အတိမှားတယ်အမြင်မှားတယ်အမှတ်မှားတယ်အမှတ်မှားတယ်အမြင်မှားတယ်၃ခုစီ၄၃စီ12ဒါကိုဝိပ္ပန္နတ12ပါးလို့ပြောတာနော်အဲ့ဒီဝိပ္ပန္နတ12ပါးလှိစားခံရမှုဟာဘယ်အချိန်ကျမှပျောက်တုံးဆိုရဟန္တာဖြစ်မှပျောက်တယ်ပုရုဇဉ်မှာဆိုရင်တော့မပြောနဲ့အပြည့်ရှိသောတာပန်မှာတချို့ရှိသေးတယ်သဂရဂံမှာတချို့ရှိသေးတယ်အနာဂံမှာတချို့ရှိသေးတယ်ယဟန္တာဖြစ်ပြီဆိုလို့ရှိရင်လှိစားခံရမှုတွေပျောက်သွားပြီတရားကိချိတ်ခင်သူတော်စင်ပြိဿတ်တို့ဟာကိုယ့်ကိုယ်လဲလာပြီးငါတို့ဘယ်သူမှလိန်လို့မရဘူးလို့ထင်ကောင်းထင်နေကြလိမ့်မယ်သို့တော်လည်းအလိန်ခံနေရသူတွေဟာဘယ်သူတွေတုံးဆိုလို့ရှိရင်ကိုယ့်ကိုပြန်ပြောဖို့ပဲရှိတယ်ဟုတ်လားအသက်ကြီးလာရင်ပို့ပြီးတော့အလိန်ခံရတယ်ဒါအလိန်ခံရတာ12မျိုးကဘယ်သူမှမရှောင်နိုင်တဲ့အလိန်ခံမျိုးအသက်ကြီးလာပြီဆိုလို့ရှိရင်သားသမီးကလိန်နေကြလားလူငယ်တွေရဲ့လိန်တာအမေမသိစေနဲ့အဖေမသိစေနဲ့ဒါမျိုးတွေအများကြီးမရှိဘူးလားမသိစေနဲ့ဆိုတာတွေကိုအများကြီးဖြစ်လာအဲ့တော့မသိစေနဲ့ဆိုတော့ကောင်းတဲ့ရောင်ပေါ့မလေးမေတ္တာရှိတဲ့ရောင်စိတ်ဆင်းရဲမှဆိုလို့မသိစေနဲ့စိတ်ဆင်းရဲမှဆိုလို့ဆိုတဲ့ရည်ရွယ်ချက်လေးကတော့ကောင်းပါရဲ့မသိစေနဲ့ဆိုတာကစိတ်ဆင်းရဲမှဆိုလို့တယ်မဟုတ်ဘူးနောက်ကြတော့အတိမပေးဝတ်တာတွေရောမသိစေနဲ့ဖြစ်ကုန်တယ်မဟုတ်ဘူးလားအသက်ကြီးလာလေအလိန်ခံရလေလို့ဆိုမှတ်ပြီတော့ကိုယ့်ကိုအမလီငါမြလိန်ဝန်းလိန်စမ်းလို့
ဒီလိုများသွားပြီးတော့ချဲလင်းသွားမလို့နဲ့အမြဲတမ်းလိန်ခံနေရတာသဘာဝတရားလိန်ခံရတာမပြောနဲ့လူရဲ့အလိန်ကိုခံနေရသေးတယ်ဟိုအညာဒေသကမြို့တစ်မြို့မှာရွာတစ်ရွာမှာမြို့နယ်တစ်ခုကရွာတစ်ရွာမှာနာမည်ကြီးလူလိန်တယောက်ရှိတယ်သိနာမည်ကြီးတယ်ဘယ်ဖြစ်လိန်သွားပြီသူလိန်တာလိန်မှမသိလိုက်ဘူးပြီးမှသိတာအဲ့လောက်ထိအောင်ပြီးတဲ့လူလိန်တာကသဘာဝတရားရဲ့လိန်နည်းကပဲသူကတော်တော်ပြီးရှိတဲ့လိန်အောင်တနေ့ကျတော့ဘုန်းကြီးကျောင်းရောက်လာနာမည်ကြီးလူလိန်ရောက်လာတော့ဘုန်းကြီးကနေပြောတယ်အောင်မယ်မင်းအရက်ထဲတော်တော်နာမည်ကြီးတဲ့လိန်နေတဲ့မင်းငါလိုလူလိန်ဝန်းပါမလားငါလိန်ရဲ့လိန်စမ်းกว่าဘုန်းကြီးကသွားပြီးတော့အဲ့ဒီလူကိုပြောတာပြောတော့အဲ့ဒီတခါကျထိုင်ပြီးတော့ဝတ်ချအရှင်ဘုရားလိန်နာမလိန်နာအသာထားဟိုဖိုးတာဝါတို့အိမ်ကဆွမ်းစားပင့်ခိုင်းလိုက်လို့တပည့်တော်လာတာအဲ့လိုလုပ်ပြီးတော့ကြော့ပြီးထသွားဘုန်းကြီးကမနေ့ကသင်္ကန်းမှာယုံပြီးဖိုးတာဝါတို့အိမ်သွားတော့ဘာထမင်းဟင်းမှမရှိဘူးအဲ့လိုလိန်သွားတာမျိုးတွေနော်ပြပြကြီးလိန်သွားတာလောကမှာဒီလိုလိန်ခံရပြီးတဲ့နောက်မှာခံမြင်တာလေလူကသဘာဝတရားလိန်ခံရတဲ့အခါကျတော့အဲ့လိုတော့မသိလိုက်ပါဘူးဟုတ်ပဲထင်နေတာပဲအမြဲတမ်းဒါကြောင့်မို့လို့လိန်ခံရမှုတို့လိစားခံရမှုတို့ပျောက်တယ်ဆိုတာယန္တာဖြစ်မှာတဲ့နှုတ်ဆိုရင်နောက်ဆုံးဘယ်သူမှလိန်မဲ့လူမရှိရင်ကိုယ့်ကိုလိန်ရတာလူတွေကကိုယ့်ကိုလိန်တာပိုးရင်ကြီးသေးတယ်နော်ကိုယ့်ကိုလိန်တာတိတိသာသာလိန်တဲ့လူကလည်းရှိသေးတယ်လေသူများပစ္စည်းကိုယ်ပစ္စည်းရအောင်လို့ကိုယ်ပစ္စည်းဖြစ်အောင်လိန်တဲ့လူထက်ကရာထဲမှာ story လေးတစ်ခုရှိတယ်မှတ်တမ်းတင်ထားတာလေလိန်ပုံလိန်နီးလေးတွေအပြီးတဲ့သူကတော့ထဲမှာသားကောင်တွေလိုက်ပြီးတော့ကြော်ကွင်းနေနဲ့ဖမ်းတဲ့မုတ်ဆိုးတယောက်ကရွာဘက်ကိုတခါတရံမှရောက်လာလူရည်သိမ့်မလဲဘူးပေါ့တော့တဲ့ကသမင်လေးနှစ်ကောင်ဖမ်းလာတယ်သူကမြို့တက်ပြီးရောင်းမယ်ပေါ့ဆန်လေးပဲလေးဝယ်ဖို့တော့မှစားဖို့မြို့ရောက်တဲ့အခါကျတော့မြို့နေလူလေအယက်သမားနဲ့သွားတွေ့တဲ့အခါကျတော့ဈေးမေးတယ်ဒီသမင်လေးတွေပဲလုံးမလို့ဈေးပို့မလို့ဒါဖြင့်ဒီကောင်ဘလောက်တုံးဆိုအကြီးကောင်က2ကျပ်တဲ့နော်အကြီးကောင်က2ကျပ်အငယ်ကောင်က1ကျပ်တဲ့ဒါအရင်ခေတ်ဈေးပြောတာနော်အဲ2ကျပ်နဲ့1ကျပ်ဆိုတော့ဟိုကောင်ကလိမ်မို့ရသိပြီအဲ့လိုဆိုလို့ရှိရင်ကျုပ်ကိုအငယ်ကောင်ပေးတဲ့ရော့1ကျပ်ဆိုပြီးတော့သမင်လေးအငယ်ကောင်လေးကိုယူသွားအတော်လေးသွားပြီးတဲ့အခါကျလှမ်းပြီးတော့ပြန်ခေါ်တယ်နေပါအောင်အကောင်လေးမယူချင်တော့ဘူးအကောင်ကြီးပဲယူတော့မယ်အကောင်ကြီးယူမယ်ဆိုတော့မုတ်ဆိုးကပြောတာပေါ့အကောင်ကြီးယူရင်2ကျပ်ပေးရမယ်တဲ့အဲ့ဒီအချိန်မှာသူ့အကွက်ဝင်သွားတာဟာခမည်းဘာစကားပြောတာလဲကျုပ်ခမည်းကို1ကျပ်ပေးပြီးနော်ဆိုဟုတ်တယ်လေတဲ့မင်းက1ကျပ်ပေးပြီးဟောဒီအကောင်လေးက1ကျပ်တန်တယ်တဲ့မင်းပြောတာ1ကျပ်တန်တယ်လို့ပြောတာတဲ့မင်းအရင်တော့ငါပတ်စံ1ကျပ်ပေးထားတာရဲ့ဟောဒီအကောင်လေးက1ကျပ်တန်လေးရဲ့နှစ်ခုပေါင်းလိုက်2ကျပ်ဖြစ်ပြီးတဲ့ပေးအကောင်ကြီးဆိုပြီးယူသွားမဟုတ်ဆိုတော့တွက်နေတော့မယ်ဟုတ်လားဟုတ်မှာ သူပြောတာဟုတ်ကဲ့လားဆိုပြီးတွက်နေတော့မယ် तू ဒီလိုနဲ့ခံလိုက်ရတယ်အဲ့ဒါလို့ဒါကလူကလိန်တာသဘာဝလိန်တာတွေကြတော့ဒီတဲ့ပို့ပြီးတော့ညံ့ညောတယ်မသိနိုင်တော့အောင်ကိုတိမ်မွေ့နူးညံ့တယ်တဲ့ဟုတ်ကဲ့လားဒါကြောင့်မလို့ဝိပ္ပန္နတမကင်းတဲ့ပုဂ္ဂိုလ်တွေဟာသဘာဝတရားရဲ့အလိန်ကိုခံနေကြသောတပန်ပုဂ္ဂိုလ်တွေတောင်မှပဲအလိန်ခံရသေးတယ်လို့ဒီလိုမှတ်ဝိပ္ပန္နတ12ပါးတဲ့ကသောတပန်တွေမပယ်နိုင်သေးတဲ့ဝိပ္ပန္နတတွေရှိသေးတယ်ဘယ်ဝိပ္ပန္နတတွေလဲလို့ဆိုလို့ရှိရင်ဒုက္ခကိုဒုက္ခလို့အတိမှားတာရဲ့အမှတ်မှားတာရဲ့ရှိသေးတယ်အမြင်မှားတာတော့မရှိတော့ဘူးသူတို့အမြင်အလုံးကိုတော့ရှင်းသွားပြီသို့သောစိတ်ထဲကအတိမှားနေတာနဲ့အမှတ်မှားနေတာဒါလေးကြံသေးတယ်ဒုက္ခကိုဒုက္ခ
ဆင်းရဲတာကိုချမ်းသာတယ်လို့အတိမှားနေတာကတစ်ခုအမှတ်မှားနေတာကတစ်ခုဘယ်နှခုလဲနှစ်ခုနောက်တစ်ခါမတင့်တယ်တာကိုတင့်တယ်တယ်လို့အတိမှားနေတာကတစ်ခုအမှတ်မှားနေတာကတစ်ခုဘယ်နှခုတော့နှစ်ခုပေါင်းလိုက်တော့၄ခုအဲ့ဒီ၄ခုကိုသောတာပန်ပုဂ္ဂိုလ်ကြီးမပယ်နိုင်သေးဘူးလို့ဒီလိုပြောတာရှိနေတော့ပဲတဘာဝတရားရဲ့လှီစားမှုတွေအမတန်မှစွမ်းအားကောင်းတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာဟောထားတဲ့ဒေသနာလေးတစ်ပုဒ်ရှိတယ်အတာတံသာတရူပေနပိယရူပေနအပိယံဒုက္ခံဒုက္ခတရူပေနပမတံပတိဝတ္တတိအတာတံတာယာဝဲမကောင်းတဲ့အရာကလည်းပဲတာတရူပေနတာယာဝဲကောင်းတဲ့အသွင်တန်တန်အားဖြင့်ပမတံမေးလျော်တဲ့ပုဂ္ဂိုလ်ကိုတိဝတ္တတိလိန်လီလှီစားကဖြစ်ပေါ်၍လာတတ်ပါပေတော့ဤအပိယံမုံစရာကောင်းတဲ့အရာကလည်းပဲပိယံပိယရူပေနာချစ်ခင်ဖွယ်ရာကောင်းသောအသွင်တရံဖြင့်ပပတံမေးလျော်တဲ့ပုဂ္ဂိုလ်ကိုတိဝတ္တတိလိန်လီလှီစားကဖြစ်ပေါ်၍လာတတ်ပါပေတော့ဤဒုက္ခဆင်းရဲဒုက္ခကဒုက္ခတရူပေနာချမ်းသာဤအသွင်တန်တံဖြင့်ပမတံမေးလျော်နေတဲ့ပုဂ္ဂိုလ်အတိဝတ္တတိလိန်လီလှီစားကဖြစ်ပေါ်၍လာတတ်ပါပေသည်ဟု၍ဘဂဝါရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်ဩစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဒီဒေသနာလေးကိုသေသေးချာချာမှတ်ကြည့်ထားအတ္တတံတာတရူပေနနှစ်သက်เสียမကောင်းစိတ်ထဲမှာကြိုက်เสียမကောင်းဂျင်းနဲ့เสียမကောင်းตาယာเสียမကောင်းမှုဆိုတဲ့အရာကตาယာပွဲပြန်ပြီးတော့ဖြစ်နေတယ်လိမ့်လီလှီစားပြလိုက်တယ်ตาယာပွဲမကောင်းတဲ့အရာကตาယာပွဲအသွင်တန်တန်ပြောင်းပြီးတော့လူကိုလှီစားနေတတ်တယ်မုန်းเสียကောင်းတဲ့အရာကချစ်เสียကောင်းတဲ့ပုံပန်းတန်တန်အသွင်တရံဖြင့်လူကိုလှီစားနေတတ်တယ်ဒုက္ခကလည်းဒုက္ခရဲ့အသွင်တရံဖြင့်လူကိုလှီစားနေတတ်တယ်လို့လူတွေလှီစားခံအလိန်ခံအညာခံနေရပုံကိုမြတ်စွာဘုရားကဒီဒေသနာတော်မှာဟောထားတာဘယ်သူကိုအကြောင်းပြုဟောတာတုံးလို့ဆိုအားလုံးသိကြတယ်ဗမာပြည်မှာရှင်သီဝလိရဲ့မေတော်ဘသူတဲ့သုပ္ပဝါတာနော်သုပ္ပဝါတာလို့ခေါ်တယ်သုပ္ပဝါတာမင်းသမီးကောလိယတိုင်းသူကောလိယတို့တာကိယတို့ဆိုတာဘုရားရဲ့အမျိုးတွေပေါ့တာကိယနဲ့ကောလိယကအမိဘက်ကအမျိုးတာကိယကအဖေဘက်ကအမျိုးအဲ့ဒီကောလိယတိုင်းသူသုပ္ပဝါတာရှင်သီဝလိမေတော်ဗမာပြည်မှာရှင်သီဝလိအတိများတယ်ဘာဖြစ်လို့အတိများတော့ရှင်သီဝလိကလက်လာပါရတဲ့နေရာမှာအဲ့ဒီလက်လို့ချင်တာဒါပါပဲရှင်သီဝလိကိုးကွယ်တာလောဘနဲ့ကိုးကွယ်တာနော်လိုချင်လို့ရချင်လို့ရှင်သီဝလိရုပ်တုအိမ်မှာရှင်လက်ကောင်းတယ်လို့ထင်ပြီးကိုးကွယ်တာရှင်သီဝလိရဲ့ဂုဏ်တွေကိုသိလို့မဟုတ်ဘူးလက်လို့ချင်လို့ကိုးကွယ်လာဘသိဋ္ဌိပြီးချင်ကြတာဟောလူတွေဒါလည်းအလိန်ခံရတာပဲဟုတ်ကဲ့ဒါနကောင်းမှုမလုပ်ဘဲနဲ့ဘယ်လိုလုပ်ပြီးတော့လက်လာပါရပါမလို့လူဆိုတာကိုလုံးမကိုရတာကြီးပဲလေသူများပိတ်လို့ရတာဆိုတာနည်းနည်းပါးပါးပဲရမှာပေါ့ရှင်သီဝလိကောင်းလို့သီဝလိကာထာတွေသီဝလိစမဟာလာဘံတို့ဘာလို့ရွတ်ပြီးတော့ခါရမန်းမှုတ်နေတယ်လက်လာပါရခြင်းလို့လုပ်ကြတယ်အဲ့ဒီရှင်သီဝလိရဲ့မေတော်ကသုပ္ပဝါတာမင်းသမီးလို့ခေါ်တယ်သားမီးနှစ်ယောက်ဟာကံမကောင်းကြဘူးအတိတ်တုန်းကအမတန်မှမကောင်းတဲ့အလုပ်လုပ်ခဲ့လို့ဘာဖြစ်တယ်ဆိုရှင်သီဝလိလေးကိုဝန်ရှင်သီဝလိလောင်မင်းသားလေးကိုဝန်တီးနေတဲ့အချိန်
ကိုဝန်ဆောင်ရတော့ဘလောက်ကြာသွားတော့ဆိုသူများမှာဆိုလို့ရှိရင်6 လလောက်10 လလောက်ဆိုရင်ကိုဝန်ကကြီးထွားပြည့်စုံလာသူကြတော့မဟုတ်9 နှစ်မိခင်ဝမ်းထဲမှာတည်းပဲကိုဝန်သူ့ကိုကိုဝန်ဆောင်ရတာ9 နှစ်ကြာတယ်တဲ့သုပ္ပဝါဒမင်းသမီးဟာ9 နှစ်တိတိကိုဝန်ဆောင်နေရတယ်တခါ9 နှစ်ပြည့်လို့မွေးတော့မယ်လို့ဆိုတဲ့အခါမှာဖွားတော့မယ်ဆိုတဲ့အခါမှာလည်းပဲဘိုင်းနာနေလိုက်တာ9 ရက်တဲ့မွေးနိုင်နာရမနည်းနည်းနာရမဟုတ်ဘူးဇောကျွေးပြန်ပြီးတရားလောက်အောင်နာဆင်းရဲဒုက္ခ9 ရက်ခံရတယ်ဆိုတော့နေတဲ့ဒုက္ခမဟုတ်ဘူးနော်ခုခေတ်လိုပိန်းကိလာတွေဘာတွေလည်းရှိတာမဟုတ်ဘူးအဲ့တော့မနာအောင်ကာဝယ်ပေးနိုင်တဲ့ဆေးမျိုးတွေရှိသေးတာမဟုတ်သေးဘူးသို့တော့9 လ 9 နှစ်တရေလွယ်ပြီးတော့9 ရက်တိတိမီးမဖွားနိုင်မဲနဲ့အော်ဟစ်နေရတဲ့အနေအထားမျိုးသုပ္ပဝါဒမင်းသမီးဟာဘယ်လိုအတွေးတွေနဲ့သူ့ရဲ့ဒုက္ခကိုဖယ်ရှားပြစ်နေတယ်လဲလို့ဆိုရင်မှတ်သားစရာတော့ကောင်းတယ်ဒုက္ခရောက်လာလို့ရှိရင်အတွေး3 မျိုးနဲ့ရလာတဲ့ဆင်းရဲဒုက္ခကိုသူအောင်ဤသိခံနေတယ်ဘယ်လိုအတွေးတွေတုံးဆိုဟောဒီလိုမြတ်စွာဘုရားဟာတကယ်တမ္မာသမ္ဗုဒ္ဓပါပဲဒီလိုဒုက္ခမျိုးတွေဖယ်ရှားဖို့မြတ်စွာဘုရားကတရားဟောတာဒါကြောင့်မို့မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်စွာသိပါပေတဲ့အခုငါကိုယ်တိုင်ခံစားနေရပြီဒီဒုက္ခတွေလွတ်ဖို့မြတ်စွာဘုရားတရားဟောနေတာဆိုတဲ့အတွေးကိုတွေးနေတယ်သူဒါသူနှလုံးသွင်းနေတာကိုပြောတာနော်ဘိုင်းအကြီးကျယ်နားနေတဲ့အခါမှာဩငါဘိုင်းနာတယ်လို့ဟောဒီလိုဒုက္ခတွေလွတ်ဖို့ဆိုပြီးမြတ်စွာဘုရားတရားဟောနေတာဒါကြောင့်မို့တကယ်ကိုသိတော်မူတဲ့မြတ်စွာဘုရားပါပဲဘုရားကိုအာယုံပြုပြီးဒုက္ခသက်တာရသက်တာကြောင်းနှလုံးသွင်းဆင်ញင်တယ်နောက်တစ်ခုကဒီလိုဒုက္ခမျိုးတွေဖယ်ရှားနိုင်ဖို့အတွက်ဘုရားရဲ့တပည့်သားတန်ဃာတွေဟာမှန်မှန်ကန်ကန်ကျင့်နေကြတာပါလားမှန်မှန်ကန်ကန်ကျင့်ကြပါပေတယ်ဟောဒီဒုက္ခတွေကလွတ်ဖို့ရအတွက်ကျင့်နေကြတာလို့တန်ဃာခုံကိုလည်းအာယုံပြုပြီးတော့ဆင်းရဲဒုက္ခကိုအောင်ဤသိခံတယ်နောက်အတွေ့တစ်ခုကတော့ဟောဒီလိုဒုက္ခမျိုးဟာနိဗ္ဗာန်မှာမရှိဘူးအဲ့ဒီနိဗ္ဗာန်ဟာသိချမ်းသာမှာပဲနော်ဆိုတဲ့အတွေ့နိဗ္ဗာန်မှာပဲဘိုက်နာလိုက်မလဲနော်အဲ့ဒီလိုဒုက္ခမျိုးတွေမရှိဘူးနိဗ္ဗာန်မှာဒီလိုဒုက္ခမျိုးတွေမရှိဘူးအလွန်ချမ်းသာမှာပဲလို့ဟောဒီအတွေ့3 မျိုးနဲ့သူတဏ္ဍာမှာရှိနေတဲ့ဆင်းရဲဒုက္ခအောင်ဤသိခံနေတယ်ဒါရှင်သေဝလိမဲ့တော့ဒုက္ခရောက်တဲ့အချိန်မှာနှလုံးသွင်းဖို့ပြောနော်အဲတရားရှိခင်သူတော်စင်ပြိဿတ်တို့လည်းခေါင်းကိုက်တယ်ဆိုအလွန်နေရခက်တယ်တခါတလေခေါင်းကိုက်ထားတဲ့နေရခက်တာကသွားကိုက်ရင်ပိုးနေရခက်ခေါင်းကိုက်သွားကိုက်လို့နေရခက်ပြီဆိုလို့ရှင်ဒီလိုအတွေးမျိုးလေးတွေတွေးလိုက်ရင်ဘလောက်တန်ဖို့ရှိမလဲနော်ဒီလိုဒုက္ခမျိုးတွေဖယ်ရှားဖို့မြတ်စွာဘုရားတရားဓမ္မတွေဟောတာပါလားဒီဒုက္ခမျိုးတွေဖယ်ရှားနိုင်ဖို့ယဟန်တန်ဃာတွေကျင့်နေကြတာပါလားအရိယာသူတော်စင်တွေကျင့်သွားကြတာပါလားဒီလိုဒုက္ခမျိုးနိဗ္ဗာန်မှာမရှိပါလားနိဗ္ဗာန်ဆိုတာအလွန်ချမ်းသာတာပါလားလို့ဟောဒီအတွေးကလေးနဲ့မိမိရဲ့ဒုက္ခကိုအောင်ဤသိခံနေတယ်တဲ့မခံနိုင်တဲ့အဆုံးမှာ तू ဘယ်လိုလုပ်တော့9 ရက်တိတိဒုက္ခခံနေရတာ9 ရက်မြောက်တဲ့နေ့ကျတော့သူ့ရဲ့အိမ်သားကောလိယမင်းသားကိုဖះစီလွတ်လိုက်တယ်လွတ်ပြီးတော့သွားပါဖះကိုလျှောက်ပါမြတ်စွာဘုရားကိုကျမ်းမာကြောင်းမေးမြန်းလိုက်ပါတယ်ကျမ်းမာကြောင်းချမ်းသာကြောင်းမေးမြန်းလိုက်ပါတယ်သူ့မှာဒီလိုဒုက္ခခံနေရတယ်ထိုခံနေရတဲ့ဒုက္ခကိုဒီအတွေး3 မျိုးနဲ့အောင်ဤသိခံနေပါတယ်ဆိုတဲ့အကြောင်းကိုလျှောက်ခိုင်းလိုက်တာအဲ့ဒါလို့လျှောက်ခိုင်းလိုက်တော့ယောက်ျားလုပ်တဲ့သူကသွားတယ်ဖះစီရောက်ပြီးတော့မှားလိုက်တဲ့အတိုင်းပေါ့သူကိုယ်တိုင်ဘုရားကိုချပြီးသုဘဝါဒလဲရှင်ဘုရားခြေတော်ဥခိုက်ပြီးတော့ရှ िख ိုးလိုက်ပါတယ်ဘုရားသူ့မှာအခုချိန်မှာ9 နှစ်လွယ်ထားရတဲ့ကိုယ်ဝန်ဟာဒီ9 ရက်တိတိအခုဒုက္ခပေးနေပါတယ်အဲ့ဒီဒုက္ခကိုဒီအတွေ့3 မျိုးနဲ့အောင်ဤသိခံနေပါတယ်လို့ဘုရားလျှောက်တော့
မြတ်စွာဘုရားဗာမိန်လိုက်တော့ဆိုရင်ဒုက္ခိနီသုပ္ပဝါဒကောလိယဒိတာအာရောဂံပုတ္တံဝိဇာတုမြတ်စွာဘုရားကဆုပေးလိုက်တာရှ िख ိုးလိုက်တာကိုဆုပေးလိုက်တယ်ဘယ်လိုဆုပေးလိုက်တော့ဆိုရင်သုပ္ပဝါဒကောလိယအမျိုးသမီးကောလိယမင်းသမီးသုပ္ပဝါဒချမ်းသာပါစေယောဂကင်းပြီးတော့ယောဂကင်းတဲ့သားကိုမွေးဖွားပါစေဘုရားကဆုပေးလိုက်တာကျောင်းတော်ကနေပြီးတော့အိမ်သားလုပ်တဲ့လူကဘုရားစီသွားလျှောက်ဘုရားကဆုပေးလိုက်တယ်ဒါကြောင့်မလို့ရှ िख ိုးတဲ့အခါချမ်းသာကြပါစေချမ်းသာကြပါစေနဲ့ဆုပေးကြတာနော်မြတ်စွာဘုရားကအဲ့လိုဆုပေးလိုက်တယ်ကျောင်းတော်မှာဘုရားကဆုပေးလိုက်တာနဲ့တပြိုင်နက်ဟိုမှာသုပ္ပဝါဒယောဂကင်းတဲ့သားကလေးမွေးဖွားပြီးသားဖြစ်သွားတယ်ဘုရားကဒီကပြောလိုက်တဲ့စကားဆုံးတာနဲ့တပြိုင်နက်ဟိုမှာမွေးဖွားပြီးသားဖြစ်သွားတယ်အဲ့ဒါလို့အဖြစ်မျိုးလေးတွေကဘုရားမြတ်စွာရဲ့လက်ထက်မှာဒါကြုံကြတခါတော့ကသုပ္ပိယဆိုတဲ့အမျိုးသမီးတယောက်သိတ္တရာတရားကောင်းတယ်သူကကျောင်းလှည့်ပြီးတော့ဂိလန္ဒကိုရောတစ်ပါးကိုဘာစားခြင်းတော့လှည့်မေးတယ်မေးတဲ့အခါကိုရောကပြောတယ်စွတ်ပြုတ်ကလေးရရင်တော့ကောင်းပါပဲအသားစွတ်ပြုတ်ကလေးရရင်ကောင်းသူအားနေနေတယ်ပေါ့ဒါပြင်တပည့်တော်မနဲ့စွတ်ပြုတ်ပို့လိုက်မယ်ရှင်ဘုရားမပူနဲ့တပည့်တော်စွတ်ပြုတ်ပို့လိုက်မယ်အိမ်လဲပြန်သွားရောအဲ့ဒီနေ့ဘာသားမှဝယ်လို့မရဘာဖြစ်လို့တုံးဆိုလို့ရှိရင်အဲ့ဒီနေ့ကဈေးထဲမှာအသားမပေါ်ရတဲ့နေ့ခုခေတ်ကျတော့မပေါ်ရတဲ့နေ့မကဘူးကြက်ငှက်တုတ်ကိုရရှိသေးတယ်အဲ့ဒါမပေါ်ရတဲ့နေ့မို့အသားမှာလို့မရဘယ်လိုမှအသားကမရနိုင်တော့ဘာလို့တုံးဆိုရင်မိဘကြောင့်လည်းဝင်သူ့ပေါင်သားသူဓာတ်နဲ့လှီးပြီးတော့အဲ့ဒါကိုစွတ်ပြုတ်လုပ်ပြီးမနေ့ကျပို့လိုက်အဲ့ဒါလောက်တတ္တိရှိပြီးတော့တရားတရားထက်မြက်တဲ့ပုဂ္ဂိုလ်နော်သုတ်ပြီးလှီးပြီးတဲ့အခါကျတော့သူ့ပေါင်သူတပည့်နဲ့ဖိစီးထားတယ်ပေါ့စီးပြီးတော့အဲ့လိုနေအဲ့ဒီကိုတော်စီလှမ်းပြီးတော့စွတ်ပြုတ်ပို့ခိုင်းပြီးသူကတော့အခန်းထဲကမထွက်ဘူးအိယာပေါ်မှာလဲနေရသော်ဘုရားကတီးလို့ကျောင်းတော်ကကြွလာအိမ်ရောက်တဲ့အခါကျတော့သူဖះတောင်လာဝမချနိုင်ဘူးလေပေါင်မှာရထားတဲ့ဒဏ်ရာကြီးနဲ့မထနိုင်ဘူးအဲ့ဒီမှာမြတ်စွာဘုရားကသုပ္ပိယဘယ်သွားနေလဲလို့ဆိုရှင်ဘုရားအခန်းထဲမှာပါကဲလာခဲ့ငါစီလာခဲ့လို့ခေါ်လိုက်တာနဲ့တပြိုင်နက်ပေါင်သားကပဂရိဖြစ်သွားတဲ့အနာလုံးဝမရှိတော့ဘယ်နာလှိထားမှန်းတော့မသိတော့ချက်ချင်းကြီးအတနုတက်တာဘုရားကလာခဲ့ဆိုတဲ့စကားလေးခေါ်လိုက်တာနဲ့ကုစားပြီးသားဖြစ်သွားဒါထင်ကြမယ်ဘုရားရဲ့တကူတော်လို့မြတ်စွာဘုရားတကူနဲ့မလုပ်ပါဘူးနော်တကူနဲ့လုပ်တာမဟုတ်ဘူးမေတ္တာမြတ်စွာဘုရားရဲ့မေတ္တာစွမ်းအားဟာအလွန်ထက်မြက်တယ်ဒီမေတ္တာစွမ်းအားထက်မြက်ပုံကြည့်လေအရက်မူးပြီးတော့တိုက်မလို့လာတဲ့နာလာဂိရိဆင်ကြီးတောင်မှပဲဟုတ်မယ်နာမောင်းကြီးချပြီးအမီးလေးကုတ်သွားသေးတာပဲမေတ္တာဓာတ်အရှိန်ဝါရဲ့ထိခိုက်မှုလို့ပြောတာနော်အဲ့ဒါတွေကြောင့်လားမသိဘူးတရားဓမ္မတွေကဘုန်းကြီးတွေနဲ့တွေ့တဲ့အခါအရှင်ဘုရားတပည့်တော်မေတ္တာလေးပို့ပေးပါမေတ္တာလေးပို့ပေးပါတကယ်တော့မေတ္တာဆိုတာကိုယ့်ဘာကိုပို့ဖို့ကြိုးစားရမှာမေတ္တာကျိုး7မျိုးဆိုတာပို့တဲ့လူရတာလားအပုတ်ခံတဲ့လူရတာလားမေတ္တာဘာဝနာကိုယ်တိုင်ပွားမှမေတ္တာအကျိုး7မျိုးခံရတာတလွဲကိုမျောမနေနဲ့နော်ကိုလို့ရမှာကိုမလုပ်ဖဲနဲ့သူများလုပ်ခိုင်းကိုယ့်ဘာကိုမေတ္တာပွားလဲဖြစ်တာပဲဟုတ်တယ်မဟုတ်လားကိုယ့်ဘာကိုယင်တဲ့နှလုံးသားထဲကအမုန်းတရားတွေဖယ်ရှားပြစ်ဖို့ကိုယ့်ဘာကိုကြိုးစားမကြိုးစားဘဲနဲ့သူများစီကမေတ္တာလေးခံယူပါတယ်လုံးလို့ဘယ်ဖြစ်နိုင်မှာမလို့အကုန်လုံးအဲ့ဒါမျိုးကမိုးကုတ်ဆရာကြီးပြောတဲ့စကားမျိုးလို့ဆိုရင်တောက်ဆေးကိုလိမ့်ဆေးလုံနေကြတာလို့ပြောတယ်မိုးကုတ်ဆရာတို့ကြီးဒါမျိုးတွေတောက်ဆေးဆိုတာတောက်မှပဲပြောင်းမှာပေါ့လိမ့်ဆေးလုံလို့ပဲပြောင်းလေနော်ဒါကြောင့်မို့လို့မြတ်စွာဘုရားကမိတ်ကြားလိုက်လို့အခြေအနေကောင်းတွေရသွားတယ်ဆိုတာဗုဒ္ဓမြတ်စွာရဲ့မေတ္တာကရုဏာတော်ဟာအမတန်မှအစွမ်းထက်တာကြည်ပတာစာရီဆိုတဲ့အမျိုးသမီးတယောက်အလုံးသိကြတဲ့အတိုင်းလင်သားလုပ်တဲ့လူကလည်းဆုံးသား2ယောက်လည်းသေး
အမေနဲ့အဖေနဲ့မောင်ရောအကုန်လုံးတယောက်မှမရှိအောင်တကောင်ကျွဲဖြစ်ပြီးကြံရစ်အောင်အလုံးသေးကုန်ကြတာမယူပဲနေနိုင်မတော့နော်ယူသွားတယ်ယူသွားတာသူတို့ပြောနေတာလမ်းမှာလဲယောက်ျားသေးခဲ့ပြီကလေးလေးနှစ်ယောက်လဲသေးသွားပြီအမေဖေတွေလည်းပဲတခါတည်းတင်းကြိုက်မှာတနေရာထဲမှာမီးရှို့ခံရတယ်နဲ့ဒါပဲတို့ပြောပြီးအမေတွေ့လားအဖေတွေ့လားနဲ့မေးပြီးယူသွတ်နေတာမြတ်စွာဘုရားစီရောက်သွားတဲ့အခါကျတော့ဘုရားကဟေးတတိထားပါလားလို့ပြောလိုက်တာဘုရားအတန်လေးကြားလိုက်တာနဲ့အယူပြောက်သွားဆေးမတိုက်ရသေးဘူးနော်ခုကိဆိုရင်ယူရင်ရှော့ရိုက်တာတို့ဆေးတိုက်တာတို့လုံးအဲ့ဒါမျိုးမလုပ်ရဘဲနဲ့ဘုရားအတန်လေးကြားလိုက်တာနဲ့အယူပြောက်သွားတယ်ပတ္တစာတွေကဗုဒ္ဓမြတ်စွာရဲ့မေတ္တာစေတနာတွေရဲ့အစွမ်းထက်မှုကြောင့်အယူပြောက်သွားတယ်အဲ့ဒါတကူကိုအသုံးချတာမဟုတ်ဘူးမေတ္တာစွမ်းအားကိုအသုံးချတာနော်ဘုရားရဲ့မေတ္တာစွမ်းအားဟာထိခိုက်မှုထိရောက်မှုဟာအလွန်စွမ်းထက်တယ်လို့ဒီလိုအောင်ဒီလိုမှတ်ရဒါကြောင့်မို့လို့မြတ်စွာဘုရားကကျောင်းတော်မှာနေရင်ကောလိယမင်းသမီးသုဘဝါဒချမ်းသာပါစေယောဂကင်းပါစေယောဂကင်းတဲ့တာကလေးဖွားမြင်ပါစေလို့ဆိုတာနဲ့တပြိုင်နက်ဖွားမြင်သွားတယ်အဲ့ဒါနဲ့သူကောလိယမင်းသားကမြတ်စွာဘုရားကိုကြော့ပြီးပြန်သွားအိမ်လဲရောက်ရောဟိုမှာသားဖွားပြီးသားဖြစ်နေတာတွေ့တော့ဝမ်းသာလိုက်တာအော်မြတ်စွာဘုရားတကူကြည့်လိုက်တာမြတ်စွာဘုရားဒီကမိန့်လိုက်တာနဲ့ပဲဟိုကသားကလေးဖွားပြီးသားဖြစ်သွားတယ်တိတ်ပြီးတော့ခြေနှက်တော့ဘလို့ဝမ်းသာမယ်ဆိုတာစဉ်းစားကြည့်ပေါ့ဘိုင်းနာနေတာကသေရမလားရှင်ရမလားဟာဟုတ်ကလားသေရမယ့်အနေထားထီအောင်ဖြစ်နေတာဘယ်လို့မှမဖြစ်နိုင်တဲ့အနေထားတစ်ခုဟာသေခွင်းကနေလွတ်သွားပြီးတော့အမျိုးသမီးတွေမှာအန္တရာယ်အကြီးဆုံးကိစ္စတစ်ခုလွန်မြောက်သွားတာသေတွင်းကလွန်မြောက်သွားအဲ့ဒါနဲ့အိမ်ရောက်တဲ့အခါမိခင်ရောကလေးရောချမ်းချမ်းမာမာမြင်ရတာမိခင်လှုပ်တဲ့ပုဂ္ဂိုလ်ကလည်းရှင်ရှင်ပြပြနဲ့ဖះမှုရှိတဲ့တန်ဃာတော်တွေကိုသွားပင့်မှာလက်ဖြင့်ကနေစပြီးတော့ဒီလောက်ဒုက္ခရောက်ခဲ့တာ9ရက်တိတိအိမ်မှာဆွမ်းကတ်ချင်တယ်ပေါ့အဲ့ဒီရှင်သေဝလိအလောင်းလေးကလည်းဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကစုပန်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူတရေတဲတဲ့အချိန်ကနေစပြီးတော့လက်ဆောင်ပစ္စည်းတွေရလိုက်တာတဲ့နေ့စဉ်နဲ့အမျှလက်ဆောင်ပစ္စည်းတွေလာပို့နေကြသူ့ဘုံကံကြောင့်လက်ဆောင်ပစ္စည်းတွေအများကြီးရတာတော့9နှစ်ဆိုတော့သူကအချိန်ဆွဲထားလေပိုရလေပေါ့အများကြီးရမှာပဲအဲ့တော့သူဘုံကံကလည်းပဲဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်တုန်းကလက်လဘာရတဲ့ပုဂ္ဂိုလ်တွေထဲမှာအထွတ်ထိပ်ဣတရက်ရာဓုဖြင့်ပေးခံရတဲ့ယန္တဘာကိုကြည့်ပြီးတော့သူလည်းပဲနောက်ဘဝမှာနောက်ဖရာတဆူရဲ့လက်ထက်မှာအခုလိုဣတရက်ရာဓုချီးမြှင့်ခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤလိုစုပန်ခဲ့ဘူးတယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးစုပန်ခဲ့ဘူးတယ်အဲ့ဒါကြောင့်မို့လို့သူတရေတီကလေးကဒီအိမ်မှာစီးပွားဥစ္စာတွေတိုးတက်ပြီးလက်လဘာတွေများလာလို့လျက်တချို့လဲခုခေတ်မှာလည်းရှိပါတယ်ကလေးလေးတွေဒီကလေးလေးမွေးမှအိမ်စီးပွားတက်တယ်တို့ဒီကလေးလေးတရေတီကလေးကစီးပွားတက်လာတယ်ဒီလိုရှိတယ်လို့ပဲဒီကလေးလေးတရေတီကလေးကအိမ်မှာအိမ်မီလောင်တာတို့ပစ္စည်းပြက်တာတို့မွဲသွားတာဒါမျိုးတွေရှိတာနော်အဲသူတို့ရဲ့ကံကြမ္မာတွေကလည်းပဲထိခိုက်မှုရှိတယ်လို့ဒီလိုမှတ်တာကိုလုဒ္ဓကိုခံဆိုမဲ့ပတ်ဝန်းကျင်တော့ခံရသေးတာပဲနည်းနည်းပါးပါတော့ဒါစဉ်းစားကြည့်လေမိဘုံနာသွားခိုင်းဘလူးကတ်ကပူမှာပေါ့အဲ့တော့ကိုယ်အတိုင်းဝိုင်းထဲမှာဒုက္ခရောက်တဲ့လူတယောက်ရှိရင်ကျန်တဲ့လူတွေအနည်းဆုံးစိတ်တော့ဆင်းရဲရမှာပေါ့ဒါသူလုပ်တဲ့အကုသိုလ်ကိုနည်းနည်းတော့မျှခံရမှာနော်တော်သေးတယ်အကုသိုလ်ကိုအမျှမဝေလို့ဘယ်သူမှမမျှမဝေကြဘူးအကုသိုလ်ကြတော့လဲဆိုင်းပုတ်လည်းမထိုးဘူးပြီးတော့ကုသိုလ်ကြတော့ဆိုင်းပုတ်ထိုးကြတယ်လူတွေကကောင်းမှုဘုန်းကြီးတခါလေးစဉ်းစားကြည့်မကောင်းမှုလေထိုးရင်ကောင်းမယ်ထင်တယ်အဲ့လိုတော့မလုပ်ကြဘူးเนาะ
ရှင်သေဝလိအလောင်းလေးမိခင်ရဲ့ဝမ်းထဲမှာ9နှစ်တရေတည်ခဲ့ရတာဆိုမွေးချင်းသူကစကားပြောနိုင်တဲ့အနေအထားဖြစ်သွားပြီ9နှစ်သားဖြစ်သွားပြီလေမွေးခါစားလေးက9နှစ်သားအရွယ်ဖြစ်နေပြီအဲ့တော့မေတော်လုံးတဲ့သုတ်ပိယဆိုတာမြတ်စွာဘုရားကိုကောင်းနိုးရာအခုခေတ်လိုပေါ့ဆရာတော်ကြီးတွေကိုတချို့တရားတော်မတွေလာပြီးတော့ဘာဖုံးပေးခြင်းတုံးဆိုပြီးတော့ပြုပြင်ပြင်ကောင်းနိုးရာတဲ့တဲ့အရာလေးတွေကိုဖွဲရာလုပ်ပြီးတော့ကတ်တယ်လို့ပဲရှင်သေဝလိမေတော်ကလည်းပဲမြတ်စွာဘုရားကိုဖွဲရာလုပ်ပြီးအမြဲတမ်းကတ်လိရှိတယ်တဲ့ဒါကြောင့်မို့လို့ပဏိတဓာယိကာနံမောမြတ်ဘောဇင်တွေကိုလှူတဲ့နေရာမှာသုဘဝါဒဣတရရာတို့ရတဲ့အမျိုးသမီးတူပဲမြတ်စွာဘုရားအဲ့ဒီကြွလာပြီဆိုလို့ရှိရင်သူကဖွဲရာလုပ်ပြီးတော့ကတ်လိရှိတယ်ဒီအစာအပြင်မြတ်စွာဘုရားနဲ့တဲ့တယ်ဒါကမတဲ့ဘူးဘုရားလည်းတဲ့တယ်မတဲ့တယ်ရှိအောင်မှာပေါ့ဒါပေမဲ့သွေးတို့ရှိလို့တော့မဟုတ်တော့ဘူးเนาะမြတ်စွာဘုရားလည်းဒီအစာစာနဲ့တွေ့တယ်ဒီအစာစာနဲ့မတဲ့ဘူးဖွဲရာမြတ်စွာဘုရားနဲ့တင့်တော်တဲ့အစာအာဟာရတွေကိုပြုပြင်ပြီးတော့အမြဲတမ်းဆက်ကပ်လေးရှိလို့သူ့ကိုပဏိတဓာယိကာမောမြတ်ကျွေးထက်မွေးတတ်တဲ့အမျိုးသမီးပေးတတ်လှူတတ်တဲ့အမျိုးသမီးဖြစ်မြတ်စွာဘုရားဂုဏ်တင်ပြီးတော့ချီးမြှင့်ထားတာအဲ့လိုထင်ရှားတယ်သူကဆွမ်းကြိုး၅ပါးဆိုတာဟောဒီသုဘဝတ္တကိုဟောတာမြတ်စွာဘုရားရှင်သေဝလိမေတော်ဟောခဲ့တာသူကဘာလို့ဆိုအကျွေးမွေးဝါသနာပါမြတ်စွာဘုရားကိုကောင်းလို့ရသူ့အိမ်မှာဆိုလို့ရှိရင်နေ့စဉ်သူဘလောက်ကျွေးတုံဆိုလို့ရှိရင်ဆုံးအခွက်ပေါင်းခုခေတ်လိုပြောမယ်ဆိုရင်တပားစာပေါ့ပါ800စာအမြဲတမ်းပြုစီမံတယ်လို့ပြောတယ်သူရှိနေတဲ့အချိန်အဲ့ဒါလို့စီမံပြီးတော့သူကတန်ဃာတွေကိုကတ်လိရှိတယ်အဲ့ဒါလို့နေတဲ့အမျိုးသမီးဒုက္ခတွင်ကနေလွတ်လာတဲ့9ရက်တိတိအော်ဟစ်နေရတဲ့အချိန်မှာတော့ဒုက္ခရောက်နေတဲ့အချိန်မှာတော့ဆုံးမကတ်နိုင်ရှာပေဘူးပေါ့9ရက်မြောက်လို့သားလေးဖွားပြည့်တဲ့အခါမှာဆုံးကတ်ချင်တဲ့စိတ်တွေပေါက်လာလို့ဖះကိုသွားပြီးတော့သူ့ရဲ့အိမ်သားလုပ်တဲ့ကောရိယမင်းသားကိုသွားပင့်ခိုင်းတယ်။ကြောင်းတစ်ခေါက်ပြန်ပြီးတော့သွားပင့်တယ်။အရှင်ဘုရားတဲ့သုတ်ပိယဟာအရှင်ဘုရားမိန်ကြားလိုက်တဲ့စကားနဲ့တပြိုင်နက်ပဲချမ်းသာယောဂကင်းပြီးတော့ယောဂကင်းတဲ့သားလေးကိုဖွားမြင်သွားပါပြီတဲ့9နှစ်9လ9နှစ်9ရက်9နှစ်တိတိကိုဝန်လွယ်ပြီး9ရက်တိတိဒုက္ခရောက်ပြီးတော့မှမွေးဖွားရတဲ့ကလေးလေးဖြစ်ပါတယ်ဒါကြောင့်မို့လို့သုတ်ပိယတက္ကမကအရှင်ဘုရားတို့တန်ဃာတွေကိုအိမ်ကိုဆွမ်းစားပေးနေပါတယ်တဲ့9ရက်တိတိဆွမ်းစားချီးမြှင့်ပေးပါဒီလိုသွားပင့်တဲ့အခါကျတော့မြတ်စွာဘုရားလက်ခံလိုက်တယ်လက်ခံလိုက်ပေမဲ့လို့အဲ့ဒီမှာစောစောကကြိုတင်ပြီးတော့ပင့်ထားတဲ့ဒကာကြီးတယောက်ကရှိတယ်အဲ့ဒီဒကာကြီးတယောက်ကပင့်ထားတာရှိသည့်အတွက်ကြောင့်အဲ့ဒီဒကာကြီးကလည်းရှင်မောက္ကလန်ရဲ့ဒကာဖြစ်နေတာမြတ်စွာဘုရားကမောက္ကလန်ကိုခေါ်ပြီးတော့ဘာဖြစ်လို့မြတ်စွာဘုရားကသုတ်ပိယကိုဦးစားပေးတာတုံးလို့ဆိုသူဟာဒုက္ခတွင်ကသေတွင်ကလွတ်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဝိဖွားလာတဲ့သားလေးကလည်းသာသနာမှာထိတ်တန်းကပုဂ္ဂိုလ်တူဖြစ်လာအဲ့ဒီအခြေအနေကောင်းတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားကသူ့ကိုဦးစားပေးခြင်းဒါအဂတိလိုက်တာမျိုးမဟုတ်ဘူးเนาะဖြစ်တဲ့ဖြစ်တိုက်တာကိုစီမံပေးတယ်ရှင်မောက္ကလန်ရဲ့တပည့်တကာကိုရှင်မောက္ကလန်ကိုသွားပြောခိုင်းတယ်အေးမင်းတကာဆွမ်းစားပင့်ထားတာရှိတယ်သွားပြောလိုက်ပါ9ရက်လောက်ဆုပ်ပေးလိုက်ပါလို့သေဝလိရဲ့မေတော်ကအခုစင်းရဲနဲ့9နှစ်တရေလွယ်ပြီးကိုယ်လွယ်ပြီး9ရက်ကြီးမဖွားနိုင်လို့ဆဲဒုက္ခရောက်ပြီးခုမီးဖွားလာတယ်အဲ့ဒါကြောင့်မို့လို့တက်ရှိစွမ်းကလေးကျွေးချင်တယ်9ရက်တိတိအဲ့ဒါနောက်ဆုတ်ပေးပါရှင်မောက္ကလန်ကသင်္ကန်းလေးယုံပြီးကြွသွားတယ်သူတကားစီအိမ်ရောက်တဲ့အခါကျတော့အဲ့ဒီတကားကြီးကိုပြောပြအကျိုးအကြောင်းဒီလိုပဲသုဘဝါဒ
သုဘဝါဒကောရိယမင်းသမီးဟာ9နှစ်တိတိကိုယ်လွယ်ပြီးဒုက္ခရောက်ခဲ့တယ်9ရက်တိတိဗိုက်နာပြီးတော့မိမဖွားနိုင်ပဲဖြစ်ပြီးဆင်းရဲဒုက္ခရောက်တယ်အခုမွေးဖွားသွားပြီအဲ့ဒါသူ9ရက်တိတိဆွန့်ကပ်ချက်နဲ့တခါကြီးကနောက်ဆုတ်ပေးပါလို့ဆိုတော့အဲ့ဒီတခါဘာပြောတော့ဆိုအရှင်ဘုရားတဲ့နောက်ဆုတ်ပေးရမယ်ဆိုရင်အရှင်ဘုရားဟာတပည့်တော်ရဲ့အသက်ရဲ့စီးစိမ်ရဲ့တရားတရားရဲ့အဲ့ဒီ၃မျိုးကိုအရှင်ဘုရားအာမခံနိုင်မလားတခါလည်းညံ့တဲ့တခါမဟုတ်ဘူးနော်9ရက်တွင်တပည့်တော်မသေးပါဘူးဆိုတာအသက်ကိုအရှင်ဘုရားအာမခံပေးရမယ်တဲ့ပစ္စည်းဥစ္စာတွေမီးလောင်ရေမျောရန်သူမျိုး၅ပါးကြောင့်မပျက်စီးပါဘူးဆိုတာအရှင်ဘုရားအာမခံပေးရမယ်ဂရန်တီတွေတောင်းတယ်တရားတရားတဲ့လူရဲ့တရားတရားကလည်းမနဲ့ဆွမ်းကပ်မလို့စိတ်ကူးပေါက်ပြီမယ်ညနေကျတော့ဒီဟာပြက်ချင်ပြက်သွားမှာပေါ့နော်အဲ့ဒီတရားတရားတဲ့ဒီ၃မျိုးကိုအရှင်ဘုရားအာမခံနိုင်မလားဆိုတော့ရှင်မောက္ကလန်ကစဉ်းစားပြီးတော့ကြည့်လိုက်တယ်မသေးသေးဘူးသိကြတယ်အသက်ကိုအာမခံမယ်ပစ္စည်းဥစ္စာလည်းပြည့်စရာအကြောင်းမရှိဘူးပစ္စည်းဥစ္စာလည်းအာမခံသို့တော့တရားတရားတော့ငါအာမမခံနိုင်ဘူးတဲ့ကိုယ့်ဘာကိုထိတ်ရမယ်တဲ့အဲ့ဒါဘာဖြစ်လို့တော့ဆိုတော့အတွင်းပစ္စည်းဖြစ်နေတယ်အဲ့ဒါလူစိတ်ဆိုတာညောက်စိတ်လိုပဲနော်အဲ့ဒါကြောင့်မလို့ရှင်မောက္ကလန်တောင်မှအာမခံဘူးအဲ့ဒါနဲ့ပတ်သက် guarantee မပေးနိုင်ဘူးတရားတရားကိုအဲ့ဒီတော့တခါကတထစ်လျှော့ပေးလိုက်တယ်အရှင်ဘုရားတဲ့တရားတရားတော့တပည့်တော်ဖာသည်ထိမ့်မှမယ်တဲ့ကျန်တဲ့နှစ်ခုအာမခံရင်ကပ်ပါတော့ဆိုခွင့်ရသွားတယ်အခက်ခဲဆိုတော့ခုခေတ်မှာမဟုတ်ရှေးခေတ်မှာလည်းကြုံခဲ့တာပဲเนาะအဲ့ဒါလို့ဆုံးကပ်ခွင့်ရတဲ့အခါရှင်မောက္ကလန်ကဘုရားကိုပြန်လျှောက်အရှင်ဘုရားတခါကြီးကသဘောတူလိုက်ပါပြီသုဘဝါဒမင်းသမီး9ရက်တိတိဆုံးကပ်လို့ရပါပြီလို့အကြောင်းပြန်လိုက်တာအဲ့ဒီမှာဘုရားမှုရှိတဲ့တန်ဃာတော်တွေရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့အပါအဝင်ကျောင်းရှိတန်ဃာကုံရှင်သီဝလိတို့မဲတော်အိမ်ကိုကြွသွားကြပြီးတော့ဆွန်ဖုံးပေးကြတယ်မြတ်စွာဘုရားနဲ့လည်းအလွန်ရင်းနှီးတယ်ဆွေလဲဆွေမျိုးတွေကပြီးတော့ဂီယူလက်ဆိုင်တဲ့တရားဓမ္မတွေကိုနော်အမြဲတမ်းဆုံးကွန်စီမံချက်ပြုတ်ပြီးတော့ကျောင်းကိုကတ်နေတာဆိုတော့အလွန်ရင်းနှီးတာဖြစ်ပုံရဟိုရောက်တဲ့အခါကျတော့မိမိကိုယ်တိုင်လည်းဘုရားမှုရှိတဲ့တန်ဃာတွေကိုရှိခိုးဥချလို့သားကလေးကလည်းပဲခဏမှမွေးထားတဲ့သားကလေးဖြစ်လင့်ကစားသူက9နှစ်သားလေးဖြစ်နေတော့တိတတ်တဲ့အရွယ်လေးရောက်နေသူလည်းဥချခိုင်းအဲ့တော့ဒီကလေးလေးကလည်းလိုက်ပြီးတော့ဝှချ9နှစ်သားဆိုတော့စကားပြောတတ်နေပြီလေအဲ့တော့ရှင်သာရိပုတ္တရာဥချတော့ရှင်သာရိပုတ္တရာမေးတယ်မင်းဘယ်နဲ့တော့တဲ့ခန္ဓာရည်ရှိရလားကျမ်းမာရလားနေကောင်းရလားဆင်းရဲဒုက္ခတွေခံနိုင်ရလားလို့ဆိုတော့အဲ့ကလေးလေးကဘာပြောတော့ဆိုအရှင်ဘုရားတဲ့9နှစ်လုံးလုံးကြီးဒီဘိုက်ထဲနေလာတာဘယ်ခံနိုင်မှာတော့ဗျာရှင်သီဝလိအလောင်းလေးကအဲ့လိုပြောတယ်နော်9နှစ်လုံးလုံးလောဟိတကုံပါတဲ့သွေးအိုးကြီးတဲ့နေလာရတာတဲ့အမေဘိုက်ထဲမှာသွေးအိုးကြီးတဲ့နေလာရတာဘယ်ချမ်းသာမတော့ဗျာတဲ့တပည့်တော့ဒုက္ခရောက်တာပေါ့သူသိနေတာပဲအဲ့ဒါလို့တဲ့နေလာရတဲ့ဒီဒုက္ခကြီးကတပည့်တော်လွတ်လာတာခုမှလွတ်လာတာဘယ်ချမ်းသာမတော့ဗျာတဲ့ခုမှချမ်းသာဒုက္ခရဒီသားမိဘာဖြစ်လို့ဒီလိုဖြစ်တုံဆိုတော့အတိတ်ဘဝတုန်းကမြို့တစ်မြို့ကိုဆုတ်ပိတ်ပြီးတော့လူတွေမထွက်နိုင်အောင်9နှစ်လုံးလုံးဆုတ်ပိတ်တယ်9ရက်လုံးလုံးဒုက္ခပေးခဲ့ကြတယ်အဲ့ဒီအကုသိုလ်ကံတွေကလာပြီးတော့ဆုတ်ပိတ်တာသူများများတော့မဆိုးကြနဲ့မပိတ်ကြနဲ့နော်ဟိုခြံတကားပိတ်ဟိုလမ်းတကားပိတ်နေအဲ့လိုမလုံးနဲ့အဲ့ဒါလို့ဆုတ်ပိတ်ခဲ့တဲ့အကုသိုလ်တွေကြောင့်မို့လို့ဒီအကုသိုလ်ကလိုက်ပြီးတော့ဝှကျွေးပါလာတာတဲ့အဲ့တော့ကြည့်သုဘိယမင်းသမီးကြီးကအခုလို့သူ့ရဲ့သားကလေးကမင်းသားလေးကရှင်သာရိပုတ္တရာနဲ့အမေရင်းနှီးနှီးစကားတွေပြောလို့ရှင်ဘုရားပဲချမ်းသာပါအောင်တပည့်တော်ဒုက္ခရောက်လိုက်ပုံမပြောနဲ့ဒီစကားပြောနေရတာကိုသဘောကျပြုံးနေတာပြုံးနေတော့မြတ်စွာဘုရားကမြင်တယ်မြင်တော့ဘယ်နဲ့လဲသုဘိယ
ဒီလိုသားလေးမျိုးလိုချင်သေးလားလို့မေးတာနောက်ထပ်9ယောက်လောက်လိုချင်သေးတယ်တဲ့ကဲ9နှစ်လုံးလုံးဒုက္ခခံထားရတယ်9ရက်တိတိအော်ဟစ်ပြီးတော့ဒုက္ခခံထားရတယ်မေ့သွားဘူးလားအခုမေ့သွားပြီနောက်ထပ်9ယောက်လိုချင်သေးတယ်ဆိုရင်တယောက်ကို9နှစ်9လနှုံးနေတာတွက်ကြည့်ပြီးတော့အဲ့ဒီမှာ तू 9ယောက်ယုံမယ်တဲ့နောက်ထပ်ဒီကလေးမျိုးဆို9ယောက်ယုံမယ်ဆိုအဲ့ဒီတော့မြတ်စွာဘုရားကဒီခါထာလေးကိုဟောတာကြည့်လူတွေဟာအလှစားခံနေရတာသဘာဝတရားကြည့်ဒုက္ခကိုဒုက္ခလို့ तू ထင်နေပြီနော်ဆိုတော့မှဒုက္ခတွေမရှိတော့ဘူးခုဒုက္ခဖြစ်နေပြန်ပြီဒီကလေးလေးမြင်လိုက်တဲ့အခါဒုက္ခဖြစ်နေပြန်အတော်ဒုက္ခပေးတဲ့ဟာလေးကအခုဒုက္ခဖြစ်နေတယ်ပြန်ပြီးတော့အဲ့ဒါကိုမြတ်စွာဘုရားကအတာတံတာတရူပေနပိယရူပေနအပိယံဒုက္ခံဒုက္ခတရူပေနပမတံမတိဝတ္တတိအတာတံတာယာစရာမကောင်းတဲ့အရာကတာတရူပေနတာယာစရာကောင်းတဲ့အသွင်တရံအားဖြင့်ပမတံမိလျောတဲ့ပုဂ္ဂိုလ်ကိုအတိဝတ္တတိလှိစားကကြော်လွန်၍ဖြစ်ပေါ်လာတတ်ပါပေတော့၏အပိယံဘုံစရာကောင်းတဲ့အရာကလည်းပဲပိယံချစ်ခင်စရာကောင်းတဲ့အရာပိယရူပေနချစ်ခင်စရာကောင်းတဲ့အရာ၏အသွင်တဏ္ဍာအဖြစ်ပမတ္တံမိလျောနေတဲ့ပုဂ္ဂိုလ်အတိဝတ္တတိလှိစားကဖြစ်ပေါ်၍လာတတ်ပါပေတော့၏ဒုက္ခဆင်းရဲဒုက္ခကလည်းဒုက္ခတရူပေနချမ်းသာဒုက္ခ၏အသွင်တဏ္ဍာအဖြစ်ပမတ္တံမိလျောနေတဲ့ပုဂ္ဂိုလ်ကိုအတိဝတ္တတိလှိစား၍နေတတ်ပါပေသည်ဟု၍ဘဂဝါရှိဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းတဘာဝတရားတွေရဲ့လှိစားမှုဟောသုတ်ပိယသူလောက်ခတဲ့ဒုက္ခတွေအကုန်လုံးမေ့ပြလိုက်ပြီနော်လောကကြီးကဒါကြောင့်မို့လို့ပဲလေကြည့်လူတွေကြည့်လိုက်ရင်သေချာစဉ်းစားကြည့်အကုန်လုံးတလောကလုံးကြီးကိုခြုံပြီးတော့ကြည့်နိုင်မယ်ဆိုရင်လူတွေကဘယ်လိုနေတုံးဆိုလို့ရှိရင်ကြည့်ငိုးနေတာလည်းတွေ့ရမယ်ရီးနေတာလည်းတွေ့ရနော်ငယ်ငယ်တော့ဒါမှမဟုတ်ပြောတော့ငိုရီနဲ့တချို့ကငိုပြီးရီးပြန်ရောတေချာစဉ်းစားကြည့်လိုက်ငိုလိုက်ကြည့်လိုက်ဆိုတာအယူနဲ့မတူဘူးလားတကယ်ပဲဆင်းရဲဒုက္ခတွေကိုမေ့ဖြစ်ကြတယောက်နဲ့တယောက်ရံဖြစ်ကြရိုက်ကြနှက်ကြပြီးတော့ကြတော့ကြည်နူးနေကြဒုက္ခကိုဒုက္ခလို့ထင်လိုက်အမျိုးမျိုးအလှည့်စားမှုကိုခံနေရတယ်ဟုတ်ကဲ့လားအဲ့ဒီသဘာဝရဲ့လှည့်စားမှုခံနေရတာတွေကိုလှည့်စားမှုခံရတယ်လို့မထင်ဘူးကျင့်တတ်နေကြတယ်တခါတော့ကဝိသခာသောတာပန်မျိုးသမီးကြီးကျောင်းမှာကြီးဝိသခာသူ့ရဲ့မြေအမျိုးသမီးလေးကသိအားကိုးရတယ်သူကလည်းဆွမ်းကြွေးဝါဒနာပါတော့အိမ်မှာအမြဲတမ်းတန်ဃာတွေဆွမ်းကပ်လေးရှိဆွမ်းကပ်တဲ့အခါမှာဒီမြေးလေးကသူနဲ့အတူနေပြီးတော့ဝေယဝိဆဆောင်ရွက်ဖို့ရတယ်အဲ့ဒီမြေအမျိုးသမီးလေးဟာရုတ်တရက်ဖြားနာပြီးတော့ဆုံးသွားတာဝိသခာအဲ့အချိန်မှာယူကျုံမရငိုတယ်နော်မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့အိန္ဒိယရဲ့ထုံးစံအရလေအတုပပို့တဲ့အခါမှာသဘင်ကလည်းအစိုးအဝတ်ကလည်းအစိုးအကုန်လုံးအစိုးနဲ့ဘုရားစီရောက်သွားတော့ဘုရားကဘာဖြစ်လို့လဲလို့ဆိုတော့အာကိုရတဲ့မြီးမကလေးဆုံးသွားတယ်သူကသိအာကိုရတယ်ပေါ့မြတ်စွာဘုရားကဟောတယ်အေးငါဟောထားတာသင်္ခါရတရားဆိုတာဘယ်မှမမြဲဘူးဖြစ်ပြီးရင်ပြတ်မှာပဲဆိုတာမသိဘူးလားလို့ဆိုသိပါတယ်ဗျာတဲ့ဒါပေမဲ့ဒီမြီးမလေးကအလွန်လိမ့်ပါတယ်ဗျာတဲ့တပည့်တော်နဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါဝေယဝိဆတူတူလုပ်ဖို့မို့တပည့်တော်ယူကျုံမရဖြစ်ရပါတယ်ပေါ့ဒါဖြင့်အဲ့ဒီလိုမြီးမလေးနောက်ထပ်ရရင်ရောယူအောင်မလားလို့ပြောတော့ယူအောင်မယ်တဲ့အဲ့ဒါမျိုးရမယ်ဆိုရင်နောက်ထပ်ရချင်တယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားက
လောကမှာချစ်ခင်တဲ့လူတယောက်ရှိရင်ဒုက္ခတယောက်ရှိတယ်လို့မှတ်တယ်ချစ်ခင်တဲ့လူ100ရှိရင်ဒုက္ခ100ရှိတယ်လို့မှတ်ချစ်ခင်တဲ့လူ1000ရှိရင်ဒုက္ခ1000ရှိတယ်လို့မှတ်လောကမှာဒုက္ခကိုဒုက္ခလို့ထင်နေကြတယ်တဲ့လှည့်စားမှုခံနေကြရတယ်လို့ဒီလိုဟောတာဟုတ်ကဲ့လားဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့လည်းကိုယ့်ဘဝကိုဆင်ញင်သုံးသပ်ကြဖို့ပါတို့ဟာသဘာဝတရားတွေလှည့်စားမှုကိုခံနေကြရသလားဝိပဿနာတလို့ခေါ်တဲ့အထင်မှားမှုတွေမြင်မှားမှုတွေအသိမှားမှုတွေတို့မှာလွှမ်းမိုးခြင်းကိုခံနေရသလားလို့ကိုယ့်ကိုဆင်ញင်သုံးသပ်ပြီးတော့သဘာဝအမှန်ကိုမြင်တတ်ဖို့ပါခုနကမြတ်စွာဘုရားကတာယာပွဲမကောင်းတဲ့အရာသည်တာယာပွဲကောင်းတဲ့အသွင်သဏ္ဍာန်နဲ့မေ့လျော့သူကိုလှိစားတယ်ဆိုတော့မမေ့ရင်တော့မလှိစားဘူးလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့ကာမဂုဏ်အာယုန်တွေထဲမှာစိတ်ဆိုင်ပြီးတော့နေတာကိုမေ့တယ်လို့ခေါ်တာအယတ်နဲ့မတူဘူးเนาะအယတ်ကခေါ်တာကတော့ဒါကိုမေ့တယ်လို့မခေါ်ဘူးအိမ်လုပ်ငန်းတွေလုပ်တယ်စီးပွားရေးလုပ်တယ်ဒါမေ့တယ်လို့မခေါ်ဘူးမြတ်စွာဘုရားကအဲ့ဒါမျိုးကြီးလုပ်နေမေ့တယ်လို့ခေါ်တယ်တဲ့ကုသိုလ်ကောင်းမှုကိုတတိယမှကာမဂုဏ်အာယုန်ကိစ္စတွေမှာစိတ်လွတ်ထားပြီဆိုရင်ဒါမေ့တဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာအဲ့ဒါလို့မေ့လျော့နေတဲ့ပုဂ္ဂိုလ်တာယာပွဲမရှိတဲ့အရာကလည်းတာယာပွဲရှိတဲ့အသွင်သဏ္ဍာန်မုန်းစရာကောင်းတဲ့အရာကလည်းချစ်ခင်ပွဲရအသွင်သဏ္ဍာန်ဆင်းရဲဒုက္ခကလည်းဒုက္ခရဲ့အသွင်သဏ္ဍာန်နဲ့လှည့်စားသွားပါလိမ့်မယ်တဲ့အဲ့ဒီလိုလှည့်စားမှုမခံရအောင်သဘာဝတရားတွေရဲ့အစစ်အမှန်ကိုသိမြင်ဖို့တတိရှိရှိအသိဉာဏ်ရှိရှိနဲ့ကျင့်ကြံကြိုးကုပ်အားထုတ်ဖို့လိုအပ်ပါတယ်တဲ့ဒါကြောင့်မို့ဒီကနေ့ဟောကြားတဲ့သဘာဝတရားရဲ့လှိစားမှုများကိုနာပြီးတဲ့အခါမှာမိမိတို့ရဲ့နေ့စဉ်ဘဝမှာသဘာဝတရားတွေရဲ့လှိစားမှုလှိစားနေတာပါလားလို့သိရှိသဘောကျပြီးလှိစားမှုမခံရအောင်ကိုယ်စီကိုယ်ငှသဘာဝတရားများကိုမျက်ခြေမပြတ်ကြည့်ရှုနားလည်ကကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့လိုက်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသသဗ္ဗေတမုဟတာအစရမရတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာညက်နောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဂတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမြောက်အောင်ပဲဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း